ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်နေကြတဲ့ရဲဘော်ရဲဖြစ်အားလုံးပေါင်းတဲ့တကွကျွန်တော်တို့ပြည်သူအားလုံးပေါင်းဒီနေ့ကနေတော့မှမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်တာပါတယ်ဒီနေ့တော့ကျွန်တော်ပြောစရာစကားလေးပေါ်လာတာပေါ့လေပြောစရာအကြောင်းပေါ်လာတာပေါ့ဘာကြောင့်ပေါ်လာလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီနေ့ညကျွန်တော်တို့လိုင်းပွားနေတော့မှကျွန်တော်ရဲဘော်ကင်းလေးနဲ့စကားပြောဖြစ်တယ်ရဲဘော်ကင်းလေးဆိုတာကတော့ကျွန်တော်တို့ဒီမင်းကင်းတွေကအရင်ကကျွန်တော်ပြည်လောက်ခဲ့တဲ့ရဲဘော်ပေါ့ရဲဘော်ကင်းလေးပေါ့ရဲဘော်9ဦးဆုံးအပတ်စဉ်ငါရဲဘော်တွေလည်းပြောလို့ရပါတယ်ရဲဘော်ဟောင်းနေပါပဲသူကဘာပြောလာလဲဆိုတော့ဆရာရဲတဲ့အခုနှစ်ချိန်မှာဆရာကတော်လိုင်းလည်းမလုပ်တော့ဘဲနဲ့နားနေတယ်ပြီးတော့မှနိုင်ငံရေးနဲ့ပတ်သက်လာရင်တခွန်းတဲ့ဗျာမှမပြောဘူးဆိုတာမျိုးသူပြောလာတယ်ဆရာတွေးကြောင်သွားပြီလားပေါ့ပြောလာတယ်အရန်စိတ်မကောင်းပါဘူးကျွန်တော်ကြားပြီးတော့သူပြောတာပဲတော်တော်စိတ်ထိခိုက်ခံစားရတယ်သူနဲ့တူတူတက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေကျွန်တော်တို့တူတက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေကြာဆုံးတဲ့ကိစ္စတွေထိခိုက်ဒဏ်ရာရရတယ်ပြေးဆက်မှုတွေပေါ့ပြည်သူတွေရဲ့အသေးအိုးရင်ပြေးဆက်မှုတွေပေါ့ရှိတယ်ဆိုတာသူပြောလာတယ်အဲ့တော့ကျွန်တော်လည်းပြောရမယ့်အကြောင်းပေါ်လာပြီလို့ကျွန်တော်ယူဆပါတယ်ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့ကစကားတစ်ခွန်းကိုပြောတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာကအသစ်နဲ့အာမခံပြောရတယ်ကျွန်တော်တေမှာကြောက်တာတော့မဟုတ်ပါဘူးလူဆိုတာတနည်းနည်းတော့ကျွန်တော်တေမှာပါပဲဒါမဲ့တစ်ခုရှိတာကအရင်ကကျွန်တော်ခံခဲ့ရတယ်လို့ပေါ့လေဒလန်ဆိုပြီးတော့မှစစ်ဆွဲတော့ဖမ်းပြီးတော့မှတက်ဖို့အထိအကြံခံခဲ့ရတယ်လို့မျိုးပေါ့ဒလန်ဖြစ်နေတော့ကျွန်တော်လည်းမသိချင်ပါဘူးဒီတော်လိုင်းရေးကာလမှာတော်လိုင်းရေးကိုယနေ့ချိန်ထိတော်လိုင်းရေးပုံမှာတစ္ဆာရှိပါတယ်တစ္ဆာစောင့်သိရမယ်ဆိုတော့ကျွန်တော်သိတယ်ကျွန်တော်အသစ်နဲ့ရင်းပြီးတော့မှလည်းတော်လိုင်းရေးပုံမှာတစ္ဆာစောင့်သိပါတယ်အဲ့လိုမပြောခင်မှာကျွန်တော်ကယောသားတယောက်ဖြစ်တယ်ယောသားတယောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီယောဒန်နဲ့စကားပြောရင်တော့အဆင်ပြေတာပေါ့လေဒါမဲ့ကျွန်တော်ဗမာတန်နဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်အဆင်မပြေပါဘူးဒါကြောင့်ကျွန်တော်ကဘာကြောင့်ဗမာတန်နဲ့ပြောရလဲဆိုတော့ဒီတနိုင်ငံလုံးမှာရှိလိုက်တဲ့ကျွန်တော်တို့ရဲ့ဒီတော်လန်ကြီးအကိုတွေသိအောင်ပြည်သူတွေသိအောင်ကြားအောင်နားလည်နိုင်တဲ့စကားလုံးတွေပြောရတာဖြစ်တဲ့အတွက်တကယ်လို့ကျွန်တော်ဗမာတန်မပြီးခဲ့ရင်ကျွန်တော်ကနားလည်ခွင့်လို့ပေးကြပါလို့ကနဦးဆုံးနဲ့ကျွန်တော်တောင်းပန်ထားချင်ပါတယ်ပြီးနောက်တစ်ချက်ကဘာလဲဆိုတော့ဒီစကားလုံးတွေကျွန်တော်ပြောရတာဟာအရင်ရင်နာနဲ့ကျွန်တော်ပြောရတာပါကျွန်တော်မပြောချင်ပါဘူးဒါပေမဲ့ကျွန်တော်ရင်နာနဲ့ကျွန်တော်ပြောရပါတယ်အဲ့ဒီအတွက်လဲကျွန်တော်တို့ဒီကျွန်တော်ပြောတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့မှတစုံတရာရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့ဒီအတွက်လဲမြေပြင်မှာရှိလိုက်တဲ့တော်လန်ပြည်သူတွေနဲ့တော်လန်ရဲဘော်တွေအားလုံးကြားသိပါစေကြားသိအောင်လဲဝန်းဝန်းကူညီကြပါလို့ကျွန်တော်အနေနဲ့ဒီညနေတောင်းဆိုချင်ပါတယ်ဟုတ်ပါတယ်ရဲဘော်ပြောသလိုပါပဲကျွန်တော်ကခုနှစ်ချိန်မှာရဲဘော်ကဆရာကြီးဒီတွေးကြောင်သွားပြီလားတွေးကြောင်သွားပြီလားနိုင်ငံရေးမှာဘာမှမပြောတော့ဘူးလားရဲဘော်ပြောတယ်ဟုတ်တယ်ရဲဘော်တွေးကြောင်တယ်လို့ပြောရင်လည်းရပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအခုရက်ပိုင်းမှာဒီခက်ရက်ပိုင်းကစလို့စောင့်ကြည့်နေတယ်BNN အနေနဲ့MOD ဒီတပ်ဖွဲ့တွေကိစ္စအခုဒီချိန်မှာတော့တော်တော်ကြီးကြီးဖြစ်လာတယ်ပထမချိန်ချင်းဒုတိယချိန်ကပိုဆိုးလာတယ်BNN တွေကအခုမှကြုံရတာပါပဲကျွန်တော်ကကြာပါပြီလို့ကြုံရတာကျွန်တော်တို့2021နှစ်လပိုင်းတရက်နေ့မှာအာဏာသိမ်းတယ်2021ကျွန်တော်တို့နှစ်လပိုင်း20ခွင်ဆိုကျွန်တော်တို့လှိုင်သာဌာနချုပ်ကိုကျွန်တော်ရောက်နေခင်ရဒါမဲ့ကျွန်တော် ABS ရက်ကကျွန်တော်တို့ဒီတင်နန်းစင်းတယောက်ဖြစ်တဲ့ ABS မှာတင်နန်းစင်းခဲ့တာဖြစ်တယ်အဲဒီမှာကျွန်တော်တို့ဒီ4လပိုင်း9ရက်နေ့မှာကျွန်တော်တို့စပြီးတော့မှရောင်းနေမှာစတင်နန်းဖွင့်တယ်4လပိုင်း29ရက်နေ့မှာကျွန်တော်တို့တင်နန်းစစ်ကောင်စီကနေစကားစားနေလာတင်တယ်အဲ့ဒီချိန်တုန်းကကျွန်တော်မှတင်နန်းသားပေါင်း200ကျော်နဲ့ကျွန်တော်တင်နန်းပေးနေတဲ့ကာလဖြစ်တယ်လေးနှစ်ခရမ်းဆိုလို့ကျွန်တော်တို့တပ်ပိုင်ဆိုလို့ဘာမှမရှိပါဘူးကျွန်တော်စထူထောင်သွားတာပါတူမီတနက်တောင်မှကျွန်တော်ရဲဘော်တွေယူခဲ့တဲ့တူမီတနက်လောက်ပဲရှိတယ်ဟုတ်ပါတယ်ရဲဘော်ကျွန်တော်တို့အစရဲဘော်တွေကိုကျွန်တော်အစတင်နန်းပေးတဲ့အချိန်ကစပြီးရင်ကျွန်တော်ရဲဘော်တွေကိုတင်နန်းပေးခဲ့တာထောင်တန်းလောက်ရှိမယ်ယနေ့ချိန်ဒီမြေပြင်မှာရှိလိုက်တဲ့ရဲဘော်တွေလည်းရှိသေးတယ်အသိနဲ့ခန္ဓာကိုယ်ပေးဆက်ရတဲ့ရဲဘော်တွေရှိသလိုယနေ့တော်လိုင်းကာလမှာတက်ပွဲဝင်တဲ့ရဲဘော်တွေလည်းရှိတယ်ကျွန်တော်ပြောရတဲ့စကားကိုပြန်စဉ်းစားကြည့်ပါနံပါတ်1လည်းပြည်သူနံပါတ်2လည်းပြည်သူနံပါတ်3လည်းပြည်သူကိုဗဟိုပြုရမယ်ဆိုတာရှိတယ်ပြည်သူကိုခုတုံးမလုပ်ပါနဲ့ပြည်သူကိုတစားခံမလုပ်ပါနဲ့ပြည်သူကိုထုံးမကျွေးပါနဲ့ကျွန်တော်တို့ပြည်သူကနေပေးလိုက်တဲ့လင်းနဲ့ကျွန်တော်တို့ပြည်သူဖြစ်ကိုတနက်ပြောင်းကဘယ်တော့မှမလှည့်ပါနဲ့ပြီးတော့မှတော်လန်ကြီးကိုချင်းချင်းကျွန်တော်တို့အရာကိုပါဝင်ပေါ့လေတော်လန်ကြီးကိုချင်းချင်းစစ်ကစကစကိုတော်လန်နေတဲ့ပြည်တိအဖွဲ့စည်းမဆိုးအချင်းချင်းတနက်ပြောင်းကမလှည့်ဖို့
ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့တော်လိုင်းရေးခုလုံးလုပ်ပြီးတော့မှဒီကိုဂျိုးစီးပွားမရှာဖို့ပေါ့အဲ့လိုဖြစ်လာတဲ့နေ့ကြရင်ကျွန်တော်တော်လိုင်းရနေနှားမယ်ဆိုတော့ကျွန်တော်အတီလင်းအစားတဲ့ကျွန်တော်ပြင်ညာထားရတာပြောထားရတာဖြစ်တယ်ရဲဘော်တွေမှတ်မိပဲလို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖင်ကိုလည်းကျန်တဲ့ရဲဘော်တွေသိအောင်ကျွန်တော်ကြိုက်သည်ဖြစ်စဉ်မကြိုက်သည်ဖြစ်စဉ်ရှယ်ပေးနိုင်မလို့ရှယ်ပေးကြမယ်လို့ကျွန်တော်ယုံကြည်တယ်ဟုတ်တယ်ကျွန်တော်တို့ဒီ BNA ဆိုတာအခုမှကြုံရတာရဲဘော်ကင်းလေရဲဘော်တို့နယ်မြေမှာလည်းအခုဒီပြဿနာတွေကြုံနေမယ်ဆိုတာတော့ညင်းလို့ရမယ်မထင်ပါဘူး2021ကျွန်တော်တို့နှစ်ကုံပါနီလဲမှာကျွန်တော်ကိုဒီ MOD လက်အောက်ခံပကဖာနေတော့ဖမ်းပြီးတော့မှကျွန်တော်ဒလန်စုမှဆွဆင်းအောင်လုပ်တယ်ကျွန်တော်တောထဲမှာနေရတာလေမြေပြင်အကြောင်းနဲ့ဘာမှမသိဘူးမြေပြင်အကြောင်းနဲ့ဆင်းပြီးတော့မှကျွန်တော်တို့ဒီရဲဘော်တွေကမြေပြင်မှာဒီမိတ်ဆွဲတက်ခိုက်တဲ့အချိန်ကျွန်တော်တို့မှအဲ့ဒီခြုံခိုအစင်ပဲရှိတယ်မိတ်ဆွဲနေတဲ့အစင်ပဲရှိတယ်2မိနစ်တောင်ကျွန်တော်မပြည့်နိုင်သေးပါဘူးရမ်းမလုံလောက်မိုင်းအစင်ပဲကျွန်တော်မိတ်ဆွဲနေတဲ့အစင်ပဲရှိတယ်ဒီပညာတွေကျွန်တော်တို့ကောင်းကောင်းမရသေးပါဘူးကျွန်တော်တို့အဲ့ဒီချိန်မှာမှတ်မိမထင်ပါတယ်ကျွန်တော်တင်ထဲမှာဆင်းသွားတဲ့လူလည်းသိမယ်ထင်ပါတယ်ကျွန်တော်အချိန်မှာအဲ့ဒီချိန်လက်လက်ဝရင်ဖယ်ပဲကျွန်တော်ထုတ်နေတဲ့အချိန်အဲ့ဒီမှာကျွန်တော်ဖိုင်းတက်ဖို့ကြံလုပ်တယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်လေးတော့မပြန်ခဲ့ဘူးမြည်သူတူတယောက်ကမှလည်းကျွန်တော်တို့အပြစ်ပုံမချခဲ့ဘူးကျွန်တော်အကြောင်းမေးမှုရှာတဲ့အပြစ်မျိုးပြောကြတယ်ကောင်းပြီနောက်2023မှာတစ်ချိန်ကျွန်တော်တို့ MOD လေးရောက်ခံ PDF ကနေကျွန်တော်ပြန်ဖမ်းကြတယ်ကျန်တဲ့ဓာတ်တွေတော့ထိခိတ်ဓာတ်တွေတော့မရှိပါဘူးဖမ်းကြတယ်ပေါ့ဒါပေမဲ့ကျွန်တော်လက်တော့မပြန်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တန်လိတန်ချထားလို့ပေါ့ကျွန်တော်တို့အချင်းချင်းတနက်ပြောင်းကမလဲဘူးမြည်သူကပဲကျွန်တော်တက်ကျွန်တော်ရဲဘော်တို့ပြောတာမှတ်မိမယ်ထင်ပါတယ်ပြည်သူချစ်အောင်နေပြည်သူတက်ရင်အသေးရမယ်ဆိုတာလေရဲဘော်ကျွန်တော်တို့အချင်းချင်းလဲတနက်ပြောင်းကမလဲဘူးဆိုတော့ကျွန်တော်ရဲ့တန်လိထန်ကျွန်တော်ထွတ်သည့်အထိ2024ကျွန်တော်9လပဲကုန်မားလေးမှာကျွန်တော်ထွတ်တယ်ကျွန်တော်ထွတ်တဲ့ချိန်မှာလဲကျွန်တော်တို့လည်းကူထွတ်ခဲ့ရတော့မဟုတ်ဘူးကျွန်တော်ရဲ့မိခင်တက်ပေါ့ကျွန်တော်တို့ထူထောင်ခဲ့တဲ့တက်ပေါ့မှတ်မိပဲတင်ပါတယ်ကျွန်တော်ထူထောင်ခဲ့တဲ့တက်မှာကျွန်တော်အရာရှိတက်မှုတွေပေါ့ကျွန်တော်ပြောတဲ့စကားလုံးနဲ့မှတ်မိပဲထင်ပါတယ်ကျွန်တော်နေ့အယူဆချင်းမတူလို့ကျွန်တော်ထွတ်တယ်ထွတ်စာတင်တဲ့နှုတ်ထစာတင်တဲ့အကြောင်းမပြန်ဘူးဒါပေမဲ့ကျွန်တော်ထွတ်တဲ့ချိန်မှာကျွန်တော်ပြစ်ခတ်မှုတွေရှိတယ်ဖက်စီးတယ်ဒါပေမဲ့ကျွန်တော်လက်တော့မပြန်ပါဘူးကျွန်တော်လည်းရဲဘော်တယောက်ပါပဲရဲဘော်တယောက်ဖြစ်နေလို့မို့ဘယ်အချိန်မှာဘာလို့ရင်ဘာဖြစ်တယ်ဆိုတာကိုကျွန်တော်လည်းသိပါတယ်ဒါပေမဲ့ကျွန်တော်လက်တော့မပြန်ကျွန်တော်တက်ချင်တက်သွားလို့ပဲကျွန်တော်အေးဆေးပြောတယ်ကျွန်တော်လုံးဝဒီစနစ်နဲ့ကျွန်တော်မလုပ်နိုင်ဘူးဆိုတာပြောတယ်ကောင်းပြီရဲဘော်ပြောသလိုပေါ့ကျွန်တော်ဒီညနေရဲဘော်ကိုပြောချင်တာကအခြားရဲဘော်တွေရောပေါ့လေနော်ကျွန်တော်ပြောချင်တာဗာလဲဆိုတော့ရဲဘော်တို့ပြောသလိုပေါ့ကျွန်တော်သွေးကြောင်လို့နှားနေတယ်ဆိုရင်လဲကျွန်တော်လက်ခံတယ်နိုင်ငံခြားရောက်နေတဲ့ကျွန်တော်ရဲဘော်တွေလည်းအများကြီးရှိတယ်နံပါတ်1ကျွန်တော်ပြည်သူဖြစ်ကိုတနက်ပြောင်းကလှည့်နေတဲ့သွေးကျွန်တော်မှမရှိဘူးနောက်နံပါတ်2ကအချင်းချင်းကျွန်တော်တို့စကားကိုတော်လန်နေတဲ့အချင်းချင်းပေါ့ EAO ပါဝင်ပေါ့ EAO တွေရောကျွန်တော်တို့ PDF ပဲဖြစ်ဖြစ် local ပဲဖြစ်ဖြစ် MOD လေးအောင်ခံပဲဖြစ် MOD လေးအောင်မခံပဲဖြစ်ဖြစ်ကျွန်တော်တို့စကားကိုတော်လန်တဲ့လူတူအချင်းတစ်ဖွဲ့ချင်းကိုကျွန်တော်တို့တနက်ပြောင်းကလှည့်နေတဲ့လှည့်လောက်တဲ့ကျွန်တော်မှသွေးမရှိဘူးနောက်နံပါတ်3ကျွန်တော်တို့ဒီရဲဘော်ရဲဘစ်တင်နဲ့နော်ပြည်သူတွေကိုကျွန်တော်ခုလုံးလုပ်ပြီးတော့မှကျွန်တော်ကိုကျိုးစီးပွားရှာနေလောက်တဲ့ကျွန်တော်မှသွေးလဲကျွန်တော်မှမရှိဘူးအဲ့ဒီသွေးတွေကျွန်တော်မှမရှိဘူးကျွန်တော်တော်လိုင်းရဲ့နှားခဲ့တယ်ကျွန်တော်တော်လိုင်းလုပ်တဲ့ချိန်မှာကျွန်တော်မှဒီပစိုးတကွင်းနဲ့ဒါယူနီဖောင်းကျွန်တော်မှနှစ်စုံပဲရှိတယ်ကျွန်တော်တက်ကထွက်တဲ့အချိန်မှာကျွန်တော်တပ်ပိုင်ပစ္စည်းကျွန်တော်မှဒီအကုန်ကျွန်တော်ပြန်အပ်တဲ့ယူနီဖောင်းမှစကျွန်တော်ပြန်အပ်တယ်ကျွန်တော်ဘာမှမရှိဘူးတင်ပြည်သူတွေကနေတော့မှကျွန်တော်ကိုချစ်တယ်ကျွန်တော်ပြည်သူတွေကနေမှကျွန်တော်ကိုဒီပစိုးတွေအင်းကြီးတွေကျွန်တော်ကိုဆင်ကြရတယ်ကျွန်တော်ကိုထမင်းကျွေးကြရတယ်ကျွန်တော်ကိုဆန်နေစီပေးကြရတယ်ကျွန်တော်လက်ထက်မှာကျွန်တော်တော်လိုင်းရဲ့နှားလိုက်တဲ့ချိန်မှာကျွန်တော်လက်ထက်မှာငွေ3သိန်းတောင်ကျွန်တော်ပြည့်အောင်မရှိပါဘူးငွေ9000တောင်ကျွန်တော်မှမရှိပါဘူး3သိန်းမပြောနဲ့9000တောင်ကျွန်တော်မရှိပါဘူးဖြစ်ခဲ့တယ်ကျွန်တော်လက်ပြတက်နဲ့လက်ပြလုံးတယ်တော်လိုင်းပေါ်မှာထားခလိုက်တဲ့လုပ်ငန်းစဉ်တွေပတ်သက်ပြီးကျွန်တော်လက်ပြလုံးပြည်သူရဲ့ပတ်စံနဲ့ကျွန်တော်တကြတရားမှကိုကျိုးစီးပွားမရှာခဲ့တယ်လို့အလွဲသုံးစားတစ်ခုမှကျွန်တော်မလုပ်ခဲ့ဘူးပြည်သူပစ္စည်းတွေကိုယနေ့ချိန်ထိပဲအများနဲ့မတူပါဘူးရဲဘော်တို့ဒါတော့ရဲဘော်ကင်းလေးနဲ့အပါဝင်ပေါ့အခြားကျွန်တော်တို့ကျန်တဲ့တော်လန်ရဲဘော်တွေရောကျွန်တော်ဒီနေ့ကနေပြတ်တာရခင်ချင်တာတခုရှိပါတယ်ကျွန်တော်တို့တိုက်ကမှာစကားစာကိုတက်ရမှာပါအချင်းချင်းလည်းမဟုတ်ဘူးကျွန်တော်တို့သဘောထားချင်းမတူတာရှိမယ်အမြင်မတူတာရှိမယ်
ဒါတွေကိုကျွန်တော်တို့ကအပြန်အလှန်တယောက်နဲ့တယောက်ညှိနှိုင်းဆွေးနွေးပြီးတော့မှကျွန်တော်တို့ရှစ်စစ်သွားမှရမှာပဲနောက်နေ့တွေမှာကျွန်တော်စစ်ပြီးတော့မှပြောပါမယ်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်စကားလည်းရှည်သွားတာဖြစ်တဲ့အတွက်အားလုံးကိုဒီနေရာနေတော့မှအနည်းငယ်တောင်းပန်ပါတယ်ကျွန်တော်လည်းကျမ်းမာရေးမကောင်းပါဘူးစိတ်ကူးနေရတာပါလို့ဒီနေ့ချိန်ထိမကျမ်းမာရဲ့ကြားရနေရဲဘော်ပြောလိုက်တဲ့စကားလုံးကကျွန်တော်နှလုံးသားကိုထိခိုက်ပါတယ်လို့ဓာတ်ရိုက်မှန်ပါတယ်လို့ကျွန်တော်ကြာသွားတဲ့ရဲဘော်တွေကိုလောလောလတ်လတ်မှာကျွန်တော်ရဲဘော်တွေအများကြီးဆုံးရှုံးရရှိပါတယ်အဲ့တွေလည်းကျွန်တော်စိတ်မကောင်းပါဘူးဒီတိမ်ပဲကျွန်တော်စိတ်မကောင်းလည်းဘာမှမတတ်နိုင်လို့ပါလို့အားလုံးကိုလေးစားပါတယ်